floating mountains လို့တွေ့ရတဲ့ကဘာပေါ်ကအမခန်းနေရာမှာခုတောင်တွေလေပေါ်မှာမျောနေသလိုမြင်ဘူးလားရုပ်ရှင်တွေထဲမှာသာမြင်ရတဲ့ floating mountains ဆိုတဲ့အရာကတကယ်ကဘာမှာတော့မရှိဘူးလို့လူအများကယူဆကြပါတယ်ဒါပေမဲ့ကဘာပေါ်မှာတောင်တွေမိုးတိမ်အပေါ်မှာပြန်နေသလိုမြင်ရတဲ့နေရာတွေတကယ်ရှိပါတယ်ဒီနေ့တော့အဲ့ဒီလို floating mountains လို့ပုံရတဲ့အမခန်းနေရာ၅ခုကိုကြည့်လိုက်ရအောင်နံပါတ်1 Zhangjiajie National Forest Park တရုတ်နိုင်ငံမှာရှိတဲ့ဒီနေရာကတော့ floating mountains လို့ပုံရတဲ့ကဘာပေါ်ကအကျော်ကြားဆုံးနေရာပါဒီနေရာမှာကြောက်တိုင်ပုံစံတောင်ပေါင်း3000ကျော်ရှိပြီးအချို့တောင်တွေကမိုးတိမ်တွေထိုက်တောင်မြင့်နေပါတယ်မနက်ခင်းမြူတွေတက်လာတဲ့အချိန်မှာတောင်တိုင်တွေကမိုးတိမ်ပေါ်မှာထိုးထွေနေပြီးလေပေါ်မှာမျောနေတယ်လို့မြင်ရပါတယ်ဒီထူးခြားတဲ့တောင်တန်းတွေက Avatar ရုပ်ရဲ့ floating mountains design ကို inspiration ပေးခဲ့တယ်လို့ဆိုကြပါတယ်နံပါတ်2 Mount Roraima တောင်ပေါ်က platform လို့ပုံစံရှိတဲ့ဒီတောင်ကြီးကတော့ South America မှာအထူးထူးခြားခြားရှိတဲ့ရှေးဟောင်းတောင်တန်းတစ်ခုပါဒီတောင်က Venezuela, Brazil, Guyana နိုင်ငံ၃ခုနယ်စပ်မှာရှိပါတယ်မိုးတိမ်တွေအောက်မှာဖုံးနေတဲ့အချိန်မှာတောင်တိတ်ကြီးကလေပေါ်မှာမျောနေတဲ့ကျွန်းတစ်ခုလိုမြင်ရပါတယ်အဲဒါကြောင့်ဒီတောင်ကို Lost World Mountain လို့လည်းခေါ်ကြပါတယ်နံပါတ်3 Huangshan တရုတ်နိုင်ငံကနောက်ထပ်အမခန်းတောင်တန်းတစ်ခုကတော့ Huangshan လူလေးကဒီနေရာကို Yellow Mountains လို့လည်းခေါ်ကြပါတယ်တောင်ပေါ်မှာပိုင်းပင်တွေမြူထူထူးတွေမိုးတိမ်တွေကြားမှာတောင်တန်းတွေကတစ်ခုနဲ့တစ်ခုမိုးတိမ်အပေါ်မှာထိုးထွေနေပြီး floating peaks လို့ပုံရပါတယ်ဒီနေရာကတရုတ်ရိုးချပန်းကြီးတွေမှာအများဆုံးတွေ့ရတဲ့တောင်ပုံစံပါနံပါတ်4 Ningidi Bimaraha အာဖရိကကမက်ဒဂတ်စကာမှာရှိတဲ့ဒီနေရာကတော့ကမ္ဘာပေါ်ကအထူးဆုံးကြောက်တောင်တန်းတွေထဲကတစ်ခုပါအရန်ကျွန်းที่ဓာတ်ထိုးထားသလိုထောင်နေတဲ့ limestone ကြောက်တိုင်တွေကြောင့်ဒီနေရာကို stone forest လို့လည်းခေါ်ကြပါတယ်မြူတက်လာတဲ့အချိန်မှာကြောက်တောင်တွေကလေပေါ်မှာမျောနေတယ်လို့မြင်ရပါတယ်နံပါတ်5နောက်ဆုံးနေရာကတော့ Europe မှာရှိတဲ့ Norway ရဲ့ famous cliff တစ်ခုပါဒီနေရာမှာတောင်ထိပ်ကကြောက်တန်းတစ်ခုကလေထဲကိုထိုးထွက်နေတဲ့ platform လို့ပုံစံရှိပါတယ်အောက်မှာမိုးတိမ်တွေဖုံးနေတဲ့အချိန်မှာလူတရုတ်ကတောင်ပေါ်မှာမဟုတ်ပဲလေပေါ်မှာရပ်နေတယ်လို့မြင်ရပါတယ် floating mountain ဆိုတာတကယ်တော့မရှိပါဘူးဒါပေမဲ့တဘာဝရဲ့တောင်ပုံစံမိုးတိမ်မြူတွေကြောင့်တောင်တန်းတွေကလေပေါ်မှာမျောနေတယ်လို့မြင်ရနိုင်ပါတယ်ကဘာပေါ်မှာဒီလိုမယုံနိုင်လောက်တဲ့နေရာတွေအများကြီးရှိနေသေးပါပြီးတော့အဲ့ဒီနေရာတွေကိုကြီးလိုက်တဲ့အခါတခါတလေကဘာကြီးကရုပ်ရှင်တွေက planet တစ်ခုလို့